လူတွေအားလုံးရှိရနေပြောက်ပြီးတော့ကောက်ခါနေတာကြီးရှင်းလုပ်တယ်ပဲတနည်းအားဖြင့်ကမ္ဘာလောကကြီးနဲ့ဆက်သွယ်ပြပြီးတော့မှလူပြန်လောကတွေကိုပြောင်းလာတယ်ပဲပြီးတော့သူက Footy Fact နဲ့ Fake Guy ဆိုတဲ့ဇာတ်ကောင်နဲ့ YouTube ပေါ်မှာအရင် hit ဖြစ်ခဲ့ပြီး subscriber တန်း100တိကိုရခဲ့တာပြီးတော့ Harlem Shake ဆိုတဲ့ Miss ကိုလည်းသူကပဲတင်အောင်လုပ်ပေးတာဟုတ်ပါတယ်သူကတော့ brother တွေကျွန်တော်အားလုံးသိရကြည့်ပါပဲကြောကြီးကြောင်မစားခင်မှာ brother တို့တောင်းပန်ချင်ပါတယ်အဲ့ဒါတော့ကျွန်တော် Google မခောက်ပဲချားနေရနေ content တွေကိုယူခဲ့တာမလို့ရေးရင် video တွေမှာကျွန်တော်အနေနဲ့မှားသွားတဲ့အတွက်တောင်းပန်ပါတယ် so like I started ကြောကြီးကို1993 စက်တင်ဘာ16ရက်နေ့မှာဂျပန်နိုင်ငံအိုဆာကာမြို့မှာဂျပန်အမေနဲ့ဩစတြေးလျအဖေတို့ကမွေးရောကားပြလေးပေါ့ကားပြလေးနာမည်ရဂျော့ကူဇာနိုကီမိုင်လာဖြစ်ပါတယ်သူ့ဘင်းနဲ့သူ့မင်းနာမည်ရတော့ကျွန်တော်လည်းအများကြီးရှာခဲ့ပြီမယ်ကျွန်တော်အမားလုံးမှာဆိုလို့ပြောတော့ဘောနော်ဆန်းရရင်ဒီကားပြလေးဟာအကယ်ဒမီကိုတက်ခဲ့တာအဲ့ကနေတက်ရင်ဆက်ချက်လောက်မှာပဲအမေရိကန်နိုင်ငံနယူးယောက်ကိုသွားခဲ့တာပေါ့ပြီးတော့ကျွန်တော်ပုံမှာပြောခဲ့တယ်လို့ YouTube က channel ထောင်ပြီး video တွေအောင်လုပ်ခဲ့တာ2006 2008 2017 2014အထိကို YouTube channel တစ်ခုထောင်ပြီးသူကပေါက်တာအဲ့ကတည်းက brother ကျွန်တော်အားလုံးသိကြတဲ့ Footy Fact လေးပါတယ်အားလုံးတွေလုပ်ပြီးထိုးကြီးကသူ healthy problem ကြောင့် comedy video မလုပ်တော့ပဲ music career ဘက်ကိုအပြည့်အပြောင်းလာတာ2018မှာတော့ Raising Label နဲ့အတူ Badidas One album ထုတ်ခဲ့ပြီး R&B Hip Hop Charts မှာနံပါတ်1ဝင်ခဲ့တာ2020မှာတော့ Nectar album ထုတ်ခဲ့ပြီး Run Give Me Love ဆိုင်ချင်တွေရလဲလူနာထောင်တာတော်တော်များတယ်2020မှာတော့ brother ကျွန်တော်အားလုံးအကြမ်းကြီးနဲ့ခိုးငုံခဲ့တယ် Cause sometimes I look in her eyes and that's where I find a glimpse of us Billboard Hot တရားမှာနံပါတ်8ထိချိန်ခဲ့တာအဲ့နေရတော့ brother လည်း TV လာဖြစ်လို့အိမ်မှာကျွန်တော်ကြံခဲ့တာပဲလည်းအများကြီးရှိရပါဆိုတော့ကျွန်တော်ပြောထားတဲ့အချိန်မှာမားရပါသွားရင် comment မှာဝင်ရောက်ဆွေးနွေးညှိနှိုင်းနိုင်ပါတယ် By the way ကျွန်တော် YouTube channel နဲ့ Facebook ကိုလည်းလာခဲ့ဖို့ဖိတ်ခေါ်ပါတယ် Facebook နဲ့ YouTube follower နှစ် K ပြည်တိုင်း giveaway ရှိပါတယ်ခင်ဗျာ